မင်္ဂလာပါကျွန်တော်တို့အားလုံးစောင့်မျှော်နေတဲ့ကျွန်တော်ရှိပါခိုကဲ TV တွေအခုဒီမှာမြင်တဲ့အတိုင်းပဲအလုံးကြီးကျွန်တော်တို့ဘူးချောဘူးချမ်း2မျိုးပေါင်းပေါ့လုံးကြီး60လောက်ရောက်ထားပါဟုတ်ရင်တော့ကျွန်တော်တို့ပစ္စည်းဝင်ဖို့နည်းနည်းလေးကြာအောင်ပဲဗျအဲ့တော့ပုံမှန်ဈေးအတိုင်းလေးကိုနည်းနည်းတော့ကျွန်တော်တို့ဈေးတက်သွားတယ်ဆိုတော့ကျွန်တော်တို့အခုကိုကဲကကျွန်တော်တို့6သိန်း9500ဖြစ်သွားမယ်ကိုကဲမတ်တစိတ်ပါ TV က6သိန်း9500ကျွန်တော်တို့ဟော်ကီကကျွန်တော်တို့ဟိုပါပေါ့6သိန်းခွဲနော်ဟော်ကီကတော့6သိန်းခွဲဒီကိုကဲမှာကျွန်တော်တို့ဘူးချောဘူးချမ်းဒါဆိုလို့ရှိရင်ဘူးချမ်းဒါဆိုရင်ဘူးချောဒီလိုဘူးချောဘူးချမ်း2မျိုးလာတယ်ဗျ2မျိုးလာတယ်ဆိုတော့အဲ့တော့စောလာတဲ့မိတ်ဆွေတွေကတော့ကျွန်တော်တို့ဟိုဘူးချောကြိုက်လို့ရှိရင်ဘူးချောယူပေါ့ဗျာဘူးချောလေးကတော့လာတယ်ဒါပေမဲ့အထက်မှာသုံးထားတဲ့ TV function အားလုံးကအတူတူပဲကျွန်တော်တို့အပြင်ကဘူးချောဘူးချမ်းလေးပဲကွာသွားမယ်အဲ့တော့ကိုကဲ TV ကကျွန်တော်တို့6သိန်း9500ဒီလိုဟော်ကီက6သိန်းခွဲအဲ့တော့လိုအပ်တဲ့မိတ်ဆွေတွေကျွန်တော်တို့အပွားဖုန်းနံပါတ်ကိုဆက်သွယ်လို့ရတယ်အခုကျွန်တော်လက်ရှိရောင်းပေးမဲ့ TV တွေဟာဆိုလို့ရှိရင်လူကြိုက်အရင်များပါတယ်ပစ္စည်းရောက်ရင်ကုန်ပါတယ်အခုလိုပဲအခုဒီမှာပြထားတဲ့ဒါဆိုလို့ရှိရင် Google TV ဘောင်ပြောက်ဖြစ်မယ် Smart Android T2 3မျိုးလုံးအသုံးပြုလို့ရမယ်ကျွန်တော်တို့ YouTube တို့ Netflix တို့ Premium Video တို့ဟိုတခြားသော application တွေကိုလည်းဒီထဲမှာထည့်သွင်းအသုံးပြုလို့ရမယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ Google TV Google TV ကျွန်တော်တို့ hockey လဲခုနကကျွန်တော်ပြောသွားတဲ့ပုံစံနဲ့အတူတူပဲဗျကိုယ့်အိမ်မှာ Wi-Fi ရှိဖို့ပဲလိုတယ်အဲ့တော့ hockey ကဒီလိုဘူးလေးနဲ့လာမယ်ကျွန်တော်တို့ Google TV ကကျတော့ဒီလိုဒါဘူးကျော်ဒီဘက်ကတော့ဘူးချမ်းပေါ့နော်နှစ်မျိုးလိုပဲလိုအပ်တဲ့မိတ်ဆွေတွေအမြဲတမ်းလမ်းဖို့လာဝယ်ဖို့ကျွန်တော်ဖိတ်ခေါ်ပြရစေထပ်ပြီးတော့လည်းပြောပြရစေပစ္စည်းတွေကရောက်ရင်ကုန်ပါတယ်ဒီတော့ပြီးလို့ရှိရင်တော့ဒီ Google TV တွေကနည်းနည်းလေးကြာဖို့အခြေအနေရှိပါတယ်အဲ့တော့ပစ္စည်းလေးလက်ကျန်အလုံး60လောက်ရှိပါသေးတယ်ရှိတုံးကိုဝယ်မယ်လို့ဆုံးဖြတ်ထားတဲ့မိတ်ဆွေတွေလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျအားလုံးဘူဖို့ပါကြီးအစ်စ်လုံးနေဖြစ်တဲ့အာမခံတစ်နှစ်ပါပါတယ်အဲ့တော့လိုအပ်တဲ့မိတ်ဆွေတွေအပွားဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးတော့မှကျွန်တော်တို့ဆိုင်ကိုလာပြီးတော့ဝယ်မဲ့မိတ်ဆွေတွေဆိုလို့ရှိရင်လည်းအလဲဘိုလမ်းမပေါ်ပကံဆက်လမ်းထိပ်အနီးသမိုင်းမြန်ကုန်ပြို့နေဆိုရပါပြီခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျ